အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုလင်းအောင် channel လေးရနဲ့ကျွန်တော်ရဲ့မိတ်ဆွေအကောင်မတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုအများနဲ့စောင့်မျှော်အားပေးနေကြတဲ့မိတ်ဆွေအကောင်မတွေအားလုံးကိုအခုမှတွေ့လို့အခုမှဝင်ရောက်အားပေးကြတဲ့မိတ်ဆွေလူကြီးအကောင်မတွေအားလုံးကိုတဦးတယောက်မကြမ်းအားလုံးပဲစိတ်ချမ်းသာနဲ့ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလို့လူရည်ဆန္ဒတွေတလုံးတော်အကြီးပြည့်စုံနိုင်ပါစေမင်္ဂလာရှိသောနေ့ရက်ကလေးတွေကံကောင်းသောနေ့ရက်ကလေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကိုလင်းအောင် channel လေးရတဲ့ဥစွာဘတ်ထန်မှာဆုမွန်ပေါင်းပြီးတောင်းပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာနော်မင်္ဂလာရှိသောညချမ်းလေးပါမိတ်ဆွေအကောင်မတွေအားလုံးပဲဒီဗီဒီယိုဖိုင်လေးကတော့19ရက်8လ2026ဗုဒ္ဓဘုနေ့လေးမှာကစားရမယ်ဝမ်းချိန်မယောဘကလေးကိုလာရောက်ပြီးတော့ညှဝေပြီးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေအကောင်မတွေအားလုံးကဗီဒီယိုဖိုင်လေးကိုစာနဲ့အစုံသေချာလေးကြည့်ပေးကြပါ channel ကို subscribe မလုပ်ရသေးတဲ့မိတ်ဆွေအကောင်မတွေအားလုံးကလည်း channel လေးကို subscribe လေးလုပ်တော့ပြကြပါဗျာနော်လိုက်လမလေးလည်းတယောက်ချက်စီပြပြီးတော့အားပေးသွားကြပါဦးဒီအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့အကောင်မတွေအားလုံးပဲကျွန်တော်တို့အင်္ဂါနေ့လေးမှာတော့ဒါမနက်ပိုင်းမှာတက်ကိုဝန်ချင်းကမမိပါဘူးဒါညနေပိုင်းမှာနှစ်ရှည်ကျွန်တော်တို့ဒါနှစ်ပိုင်းနှစ်ပတ်ဒီနေ့တွေပဲဒီတဲ့ကကောင်မတွေအားလုံးပဲရှင်းနေကြပါနော်ကျွန်တော်လည်းအတန်းနိုင်တော့မယောဘွက်ရအောင်တော့ကြိုးစားပေးပါတယ်ဒါမယောဘွက်ကတည်တည်လေးကြာတော့ပါနော်ဒီဒါအင်္ဂါနေ့တနေ့ကောင်မှာကျွန်တော်နှစ်ပိုင်းကိုကြိုက်ဆုံးပါနော်အဲ့တော့ကြောင့်ကျွန်တော်ရဲ့ဒီကကောင်မတွေအားလုံးကိုလည်းကျွန်တော်နှစ်နဲ့ပတ်သက်တဲ့မယောဘွက်ကိုတင်ပြီးတော့ပေးရခဲ့တာပါကျွန်တော်ရဲ့ကိုမိုင်းအားလုံးကဒါဒီညနေမှာတော့နှစ်ပိုင်းနှစ်ပတ်ဒီနေ့ပဲခြေနေကြပါတော့ကြောင့်ကျန်ရက်ဒီမှာတော့အကောင်းဆုံးမယောဘုတ်လေးရောက်တော့ကျွန်တော်ထပ်မံပြီးတော့ကြိုးစားပေးသွားပါမယ်ပြီးတော့ပုံဝင်လည်းတွဲဆောတဲ့ကိုမိုင်းအားလုံးကလည်းကိုလှုပ်ရှားရှိရလေးကိုဆက်လက်ပြီးတော့လုပ်ပါနော်ကျွန်တော်လက်ဆောင်ပို့လာတာလေးကိုဆက်လက်ပြီးတော့လုပ်မယ်မသိရတဲ့ကိုမိုင်းအားလုံးပဲကျွန်တော်ပို့တဲ့ message မှာတိတ်ကလေးကျွန်တော်ရေးပြီးတော့ပို့တာပါအဲ့ဒါလေးကိုတခြားလေးကြည့်ပြီးတော့ကစားပါနော်ဘယ်ရက်ကနေဘယ်ရက်ထိဆိုတာကိုကျွန်တော်ဒီကလေးရေးပြီးတော့ဒါပို့လာတာပါဒါကျွန်တော်ရဲ့အဖွဲ့ဝင်ကိုမအားလုံးကကျွန်တော်ပို့တဲ့လက်ဆောင်လေးပဲဆက်လက်ပြီးတော့ကစားမယ်ဒီတိုင်းမှာကကျွန်တော်ရေးပြီးရဲ့မယောနှစ်ကွက်ကိုလည်းကြိုက်နေတဲ့ရေးယူပြီးတော့ကစားနိုင်ပါတယ်ဒါအင်္ဂါနေ့မှာဆိုရင်ဒါကျွန်တော်ရဲ့နေတဲ့ကိုမအားလုံးပဲကျွန်တော်တို့တပတ်စာရွှေကြီးရဒါမနက်ကောညောဆွဲသွားပါတယ်ဒါကြရက်ဒီမှာလည်းဒါတော့တစ်ပတ်စာကြီး83ဒီဂရီကိုလည်းမမေ့ပါနဲ့เนาะဒါကျွန်တော်တရားလိုလိုလည်းထည့်ပြီးတော့ကျွန်တော်နေတဲ့ကိုမိုင်းအားလုံးကိုတတိပေးပါတယ်ဗျာเนาะ83ဒီဂရီကိုမမေ့ပါနဲ့ကိုကဝမ်းချင်းလေးတွေလုံးမိုင်းလေးတွေရှိရင်ကျွန်တော်တစ်ပတ်စာကြီး83ဒီဂရီနဲ့လည်းတက်ပြီးတော့ကစားနိုင်ပါတယ်ဒါကျွန်တော်နေတဲ့ကပေးရမယောပတ်တွေလည်းကြိုက်ချင်းတူပြီးယူပြီးတော့ကစားကြပါเนาะဒီအားလုံးလည်းကျွန်တော်ကိုမိုင်းအားလုံးလည်းဒါဗုဒ္ဓဘုနေ့လေးမှာကစားရမယ်ဝမ်းချိန်မယောဘတ်လေးခေါ်ပြီးပါမယ်19ရက်8လ2026ဗုဒ္ဓဘုနေ့မနက်ညမှာကစားရမယ့်ဝမ်းချိန်ပတိယခွန်နဲ့ဝမ်းချိန်ပတိဖြစ်ပါတယ်ခွန်ကိုကြိုက်တဲ့မိတ်ဆွေအကောင်မတွေအားလုံးကခွန်ကိုပတ်လို့ရပါတယ်နှစ်ကိုကြိုက်တဲ့မိတ်ဆွေအကောင်မတွေအားလုံးကနှစ်ကိုပတ်လို့ရပါတယ်ခွန်နဲ့ပတ်သက်လို့တင်ထိုးရမယ့်မိန်ဟော၄ခွက်ခွန်3ခွန်4ခွန်8ခွန်9ဖြစ်ပါတယ်နှစ်နဲ့ပတ်သက်လို့တင်ထိုးရမယ့်မိန်ဟော၄ခွက်နှစ်3နှစ်4နှစ်8နှစ်9ဖြစ်ပါတယ်ဗုဒ္ဓဘုနေ့တနေ့ကုန်မှာကျွန်တော်အကြိုက်ဆုံးမိန်ဟော2ခွက်ခွန်4နဲ့ခွန်9ဖြစ်ပါတယ်ဒါနေ့တိုင်းကအမျိုးတွေအားလုံးပဲအကြိုက်ချင်းတူရင်ယူပြီးတော့ကစားပါเนาะခဏကိုတော့ပါပြီးတော့ထိုးကြပါပြီးတော့ဒါကျွန်တော်ရဲ့နေတဲ့ကကိုမကြီးအားလုံးလေးပြန်ကနန်းပါနေပါတယ်เนาะဒါဗုဒ္ဓဘုနေ့မှာပြန်ကနန်းလေးတွေ့လို့ကျွန်တော်ထည့်ပြီးတော့ပေးတာပါကျွန်တော်နေတဲ့ကကိုမကြီးအားလုံးကဒါပြန်ကနန်းကိုဖယ်ပြီးတော့မထိုးပါနဲ့เนาะဓမဲ့ကနန်းတစ်ထောင်ထိုးရင်တော့အဲ့ပြန်ကနန်းလေးကိုငါ့ဘလော့တော့ထည့်ပြီးတော့ကစားမယ်เนาะအရင်ကတော့ကစားပါလုံးလုံးကြီးတော့မဖယ်လိုက်ပါနဲ့ပြန်ကနန်းเนาะကြားတတ်ပါတယ်ကနန်းလေးနှစ်ခေါက်ပြန်ခေါ်ပြီးပါမယ်ဗုဒ္ဓဘုနေ့မနက်ညမှာကစားရမယ်ဝမ်းချိန်ပတိယခွန်နှစ်ဝမ်းချိန်ပတိဖြစ်ပါတယ်ခွန်ကိုကြိုက်တဲ့မိတ်ဆွေအကောင်မတွေအားလုံးကခွန်ကိုပတ်လို့ရပါတယ်နှစ်ကိုကြိုက်တဲ့မိတ်ဆွေအကောင်မတွေအားလုံးကနှစ်ကိုပတ်လို့ရပါတယ်
ခွန်နဲ့ပတ်သက်လို့တင်ထိုးရမယ်မိန်ဟော၄ခွက်ခွန်3ခွန်4ခွန်8ခွန်9ဖြစ်ပါတယ်နှစ်နဲ့ပတ်သက်လို့တင်ထိုးရမယ်မိန်ဟော၄ခွက်နှစ်3နှစ်4နှစ်8နှစ်9ဖြစ်ပါတယ်ဗုဒ္ဓဘုနေ့တနေ့ကုန်မှာကျွန်တော်အကြိုက်ဆုံးမိန်ဟော2ခွက်ခွန်4နဲ့ခွန်9ဖြစ်ပါတယ်เนาะဒီတဲ့ကကိုမကြီးအားလုံးပဲခဏန်းကိုအားပြီးတော့ထိုးကြပါဟောဝင်ကစားရဲ့ကိုမကြီးအားလုံးကလည်းကျွန်တော်လက်ဆောင်ပို့လာရလို့လည်းဆက်လက်ပြီးကစားမယ်ဒီတိုင်းမှာကကျွန်တော်ရွေးပြီးရဲ့မိန်ဟော2ခွက်ကိုလည်းကြိုက်နှစ်တက်ရင်ယူပြီးတော့ကစားပါเนาะဒီတဲ့ကိုမကြီးအားလုံးကလည်းကျွန်တော်တို့တပတ်စာတီเนาะကျွန်တော်အတန်တန်တတိပေးပါเนาะဒါနေ့တိုင်းလို့လည်းကျွန်တော်ထည့်ပြီးတော့ပြောပေးပါတယ်တပတ်စာရွှေပြီး83တက်ပြီးလို့လည်းမမေ့ပါနဲ့ကိုကဝိုင်းချင်းလေးတွေလုံးမလေးရှိနေတပတ်စာရွှေပြီး83တက်ပြီးလေးနဲ့လည်းကပ်ပြီးတော့ကစားနိုင်ပါတယ်ဒါဒီဘက်မှာဆိုကျွန်တော်တို့ကအင်္ဂါတနင်္လာအင်္ဂါမှာပဲရှိသေးရနော်ခဏန်းက9လုံးကြာသွားတယ်နော်တနင်္လာအင်္ဂါပဲရှိသေးတယ်9လုံးကြာသွားတယ်3လုံးမှကျန်တယ်နော်အဲ့တော့ကြောင့်ဒါပြန်ခဏန်းကပြောလို့မရဘူးကြာသွားနိုင်တယ်အဲ့တော့ကြောင့်ပြန်ခဏန်းကိုမပြေပါနဲ့နော်ကျွန်တော်တဏ္ဍန်တတိပေးပါတယ်ကိုမကြီးအားလုံးပဲဒီအားလုံးပဲမိတ်ဆွေကိုမကြီးအားလုံးပဲဗုဒ္ဓဘုနေ့တနေ့ကုန်စားဖြစ်တဲ့အတွက်နော်ကျွန်တော်မနက်ပိုင်းမှာပတ်တိပဲကြာကြာမိန်ဩကွယ်ပဲကြာကြာညနေပိုင်းမှာအဲ့ဒီတိုင်းပဲကစားပါနော်မနက်ပိုင်းမှာကျွန်တော်တို့ပတ်တိပဲကြာခဲ့တယ်မိန်ဩကွယ်မကြာရပါညနေပိုင်းမှာတင်ပြီးတော့ကစားလို့ရပါတယ်ကျွန်တော်ရဲ့အကူမကြီးအားလုံးပဲနော်မတည်သေးတဲ့အကူမကြီးအားလုံးကိုကျွန်တော်ပြောပေးတာပါအားလုံးပဲမိတ်ဆွေကူမကြီးအားလုံးပဲဗုဒ္ဓဘုနေ့လေးမှာလည်းကျွန်တော်ကိုလင်းပေးတော့ဗဏ္ဍလေးတွေနဲ့ကန်ဆက်ပြီးတော့ထပ်ပြီးတော့ပေါက်ကြပါစေရကြပါစေမင်္ဂလာရှိတဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေစီဝါဥစ္စာယရနာများလည်းဒီရအလားတိုးပွားကြပါစေလို့ကျွန်တော်ကိုလေးအောင် channel လေးရနဲ့မိတ်ဆွေကိုမကြီးအားလုံးကိုဆုမွန်ကောင်းပြီးတောင်းပေးလိုက်ပါတယ်ဗျအားလုံးပဲဘယ်မှာအားလုံးပဲတတ်တာပါ